မုန်တိုင်းတွေကြော်ဖြတ်ရအောင်မယ်မင်္ဂလာပါရှင်တော်လန်ရဲဘော်များအားလုံးနဲ့တော်လန်ပြည်သူများအားလုံးဘေးရန်ကင်းကွာရှင်လန်းကျန်းမာကြပါစေရှင်9ရက်တလ2026ရက်နေ့တရက်တာတွင်စစ်ကောင်စီ၏လေကြောင်းတိုက်ခိုက်မှုနှင့်ခေယံရိတ်ခါထောက်ပို့မှုမှတ်တမ်းများကိုကျမတို့ဝေဟင် channel မှတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်ရွှေဘိုနယ်တနေရာသို့ရွှေဘိုစခတာ8မှလွတ်တင်လိုက်တော့တိုက်ခိုက်ရေး drone တစ်စီးဖြင့်နနက်10:19မိနစ်ခန့်အချိန်တွင်လေကြောင်းတိုက်ခိုက်မှုတစ်ကြိမ်ပြုလုပ်သွားခဲ့ပြီးတရဝူးလေတပ်မှတက်သော Jet Fighter တို့ဖြင့်နနက်12:18မိနစ်နေ့လယ်1:36မိနစ်1:38မိနစ်1:48မိနစ်1:49မိနစ်1:50မိနစ်ခန့်အချိန်တို့တွင်လေကြောင်းတိုက်ခိုက်မှု6ကြိမ်ပြုလုပ်သွားခဲ့ကြောင်းသိရှိရပါသည်ထီးလင်းနယ်တနေရာသို့မကွေးလေတပ်မှတက်သောဝိုင်တွဲစစ်ထောက်ဖို့ဘုံကျဲလင်တစ်စီးဖြင့်နနက်10:14မိနစ်ခန့်အချိန်တွင်စတင်ပြန်ဝဲပြီးလေကြောင်းတိုက်ခိုက်မှုများပြုလုပ်သွားခဲ့ကြောင်းသိရှိရပါသည်စလင်းနယ်တနေရာသို့မကွေးလေတပ်မှတက်သော Jet Fighter တစ်စီးဖြင့်နနက်10:56မိနစ်နှင့်17နာရီခန့်အချိန်တို့တွင်လေကြောင်းတိုက်ခိုက်မှု2ကြိမ်ပြုလုပ်သွားခဲ့ကြောင်းသိရှိရပါသည်ဖလန်းနယ်တနေရာသို့တရဦးလေတပ်မှတက်သော Air 410 E20 စစ်ထောက်ပို့လေယာဉ်တစ်စီးဖြင့်နေ့လယ်12:23မိနစ်ခန့်အချိန်တွင်စတင်ပြန်ဝဲပြီးခေယံရိတ်ခါထုံများကျဲချထောက်ပို့သွားခဲ့ကြောင်းသိရှိရပါသည်ကြောက်ထုနယ်တနေရာသို့တရဦးလေတပ်မှတက်သောဝိုင်တွဲစစ်ထောက်ပို့လေယာဉ်တစ်စီးဖြင့်နေ့လယ်12:40မိနစ်ခန့်အချိန်တွင်စတင်ပြန်ဝဲကလေကြောင်းတိုက်ခိုက်မှုများပြုလုပ်သွားခဲ့ပြီးတရဦးလေတပ် Jet Fighter တစ်စီးဖြင့်နေ့လယ်1:09မိနစ်1:10မိနစ်ခန့်အချိန်တို့တွင်ထပ်မံ၍လေကြောင်းတိုက်ခိုက်မှု2ကြိမ်ပြုလုပ်သွားခဲ့ကြောင်းသိရှိရပါသည်ချောင်းဦးနယ်တနေရာသို့မုံရွာနမခမှတက်သောဂျိုင်ရိုကော်ပတာများဖြင့်နေ့လယ်1:32မိနစ်1:33မိနစ်3:03မိနစ်ခန့်အချိန်တို့တွင်လေကြောင်းတိုက်ခိုက်မှု3ကြိမ်ပြုလုပ်သွားခဲ့ကြောင်းသိရှိရပါသည်မင်းကင်းနယ်တနေရာသို့မုံရွာနမခမှတက်သောဂျိုင်ရိုကော်ပတာ2စီးဖြင့်နေ့လယ်2:10မိနစ်ခန့်အချိန်တွင်လေကြောင်းတိုက်ခိုက်မှုများပြုလုပ်သွားခဲ့ကြောင်းသိရှိရပါသည်ပလဲနယ်တနေရာသို့မိထီလာလေတပ်မှတက်သော Jet Fighter တစ်စီးဖြင့်နေ့လယ်2:15မိနစ်2:19မိနစ်ခန့်အချိန်တို့တွင်လေကြောင်းတိုက်ခိုက်မှု2ကြိမ်ပြုလုပ်သွားခဲ့ကြောင်းသိရှိရပါသည်ပေါက်နယ်တနေရာသို့မကွေးလေတပ်မှတက်သော Jet Fighter တစ်စီးဖြင့်နေ့လယ်2:21မိနစ်ခန့်အချိန်တွင်လေကြောင်းတိုက်ခိုက်မှုတစ်ကြိမ်ပြုလုပ်သွားခဲ့ကြောင်းသိရှိရပါသည်နထိုးကြီးနယ်တနေရာသို့တရဦးလေတပ်မှတက်သော Jet Fighter တစ်စီးဖြင့်ညနေ4:56မိနစ်4:58မိနစ်ခန့်အချိန်တို့တွင်လေကြောင်းတိုက်ခိုက်မှု2ကြိမ်ပြုလုပ်သွားခဲ့ပြီးတရဦးလေတပ်မှတက်သော MI-35 တိုက်ခိုက်ရေးရဟတ်ယာဉ်တစ်စီးဖြင့်ညနေ9:01မိနစ်9:06မိနစ်9:09မိနစ်9:15မိနစ်ခန့်အချိန်တို့တွင်လေကြောင်းတိုက်ခိုက်မှု4ကြိမ်ထပ်မံပြုလုပ်သွားခဲ့ကြောင်းသိရှိရပါသည်။ဂန့်ဂေါနယ်တနေရာသို့တရဦးလေတပ်မှတက်သော Jet Fighter တစ်စီးဖြင့်ညနေ6:39မိနစ်ခန့်အချိန်တွင်လေကြောင်းတိုက်ခိုက်မှုတစ်ကြိမ်ပြုလုပ်သွားခဲ့ကြောင်းသိရှိရပါသည်။ကြာရင်စိတ်ကြီးနယ်ဖျား3စုနှင့်အဆက်တနေရာသို့နေပြည်တော်လေတပ်မှတက်သော Jet Fighter 2စီးဖြင့်ညနေ6:49မိနစ်ခန့်အချိန်မှစတင်၍လေကြောင်းတိုက်ခိုက်မှုများပြုလုပ်သွားခဲ့ကြောင်းသိရှိရပါသည်9ရက်တလ2026ရက်နေ့တွင်အကြမ်းဖက်စစ်ကောင်စီအနေဖြင့်တရဦးမိထီလာနေပြည်တော်မကွေးတောင်ငူမှော်ဘီလေတပ်များနှင့်မုံရွာနမခရွှေဘိုစကတာ8စသည်များမှ Jet Fighter ဝိုင်တွဲ MI-35 Paramotor Gyrocopter drone များပြန်တက်မှုအကြိမ်ရေ58ကြိမ်ခန့်ရှိခဲ့ပြီးချင်းပြည်နယ်စကိုင်းတိုင်းမန္တလေးတိုင်းမကွေးတိုင်းတို့တွင်လေကြောင်းတိုက်ခိုက်ပြန်တက်မှု31ကြိမ်ခန့်ပြုလုပ်သွားခဲ့ကြောင်းသိရှိရပါသည်
မိဘပြည်သူများအနေဖြင့်အကြမ်းဖက်စစ်ကောင်စီ၏လေကြောင်းတိုက်ခိုက်မှုအန္တရာယ်မှကာကွယ်နိုင်ရန်ဝေဟင်သတင်းပေး Telegram Channel အားစောင့်ကြည့်ခြင်းနှင့်မိမိနယ်မြေရှိတပ်ဆိုင်ရာတော်လှန်ရေးတပ်ဖွဲ့များ၏တတိပေးထုတ်ပြန်ချက်များကိုလေးစားလိုက်နာ၍နေထိုင်ကြပါရန်တိုက်တွန်းနှိုးဆော်အပ်ပါတယ်ရှင်။ယခုဖော်ပြခဲ့သောသတင်းများမှာကျမတို့ဝေဟင် Channel မှလက်လန်းမီသလောက်ရရှိထားသောသတင်းများဖြစ်ပြီးကျမတို့မရရှိခဲ့သောလေကြောင်းတိုက်ခိုက်မှုများလည်းကြန့်ရှိနေနိုင်ပါသေးသည်။မိဘပြည်သူများအနေဖြင့်လေရင်ဖြတ်တန်းသည့်သတင်းနှင့်လေကြောင်းတိုက်ခိုက်မှုများကိုသိရှိရပါကဝေဟင် Telegram Channel ၏သတင်းလက်ခံအကောင့်ဖြစ်သောဝေဟင် Scout တို့ဆက်သွယ်သတင်းပို့ပေးကြပါရန်မေတ္တာရက်ခံအပ်ပါတယ်ရှင်။ယခုကဲ့သို့လေကြောင်းတိုက်ခိုက်မှုသတင်းများအားနေ့စဉ်ကြည့်ရှုနိုင်ရန်ကျမတို့ဝေဟင် YouTube Channel အား Like and Subscribe ပြုလုပ်ထားပေးကြပါအောင်နော်။မိဘပြည်သူရဲဘော်များအားလုံးဘေးကင်းလုံခြုံကြပါစေရှင်။